ဒီကျွန်တော်တို့ရဲ့ကဘာပေါ်မှာကဘယ်တလိမ့်ဆန်ဘယ်တတဝါမဆိုနှလုံးခုန်လုံးကငြိမ်သက်ရက်တန့်သွားပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကရေခဲတုံးလိုမျိုးခဲသွားတယ်ဆိုရင်တော့ဒီအချိန်တွေကိုကျွန်တော်တို့လူသားတွေကတေဆုံးသွားကြပြီလို့သတ်မှတ်ထားကြပါတယ်ဒါပေမဲ့အလက်စကာလိုမျိုးအလွန်အေးစိမ့်တဲ့နေရာဒေသမှာတော့နှလုံးလည်းမခုန်အသက်လည်းမရှူတော့ပဲနဲ့ရေခဲတုံးလိုမာခဲနေတဲ့အလောင်းတစ်ခုကနေပူပြင်း6တွေ့တဲ့နွေရာသီကိုပြန်ရောက်တာနဲ့ဘာမှမဖြစ်ခဲ့သလိုမျိုးပြန်ပြီးတော့ခုံပေါက်အသက်ပြန်ရှင်လာတဲ့ဖားမျိုးစိတ်တစ်မျိုးရှိပါတယ်ဒီဖားမျိုးစိတ်ကတော့သိပ္ပံပညာရှင်တွေကိုတော့မှအံ့ဩမင်သက်စေခဲ့တဲ့ wood frog ဆိုတဲ့ဖားမျိုးစိတ်လေးတစ်မျိုးပဲဖြစ်ပါတယ် wood frog ကိုတော့ကျွန်တော်မြန်မာလိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့တစ်တော်ထဲမှာနေထိုင်တဲ့ဖားလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီနေ့မှာဒီရေခဲနေပြီးတော့တေခြင်းတရားကိုခဲနေရနေပြီးတော့နွေရာသီရောက်တဲ့ခါမှာပြန်ပြီးတော့နှလုံးပြန်ခုန်ပြီးတက်ပြန်ရှင်လာတဲ့ဒီဖားဆိုတော့ဒီနောက်ွယ်ရလှုပ်ဝက်ချက်တွေကိုကျွန်တော်နဲ့ဒီနေ့မှာလိုက်ကြည့်လိုက်ကြရအောင်ဒီ wood frog တွေကိုမြောက်အမေရိကတိုင်းနဲ့ Alaska ဒေသအလွန်အေးမြတဲ့တစ်တော်ရဲတွေမှာအဓိကမြင်တွေ့ရပါတယ်သူတို့ရဲ့အရွယ်စားကလည်းလက်မအနှဲငယ်ပဲရှိပြီးတော့တရွက်6တွေနဲ့တူတဲ့အညိုရောင်ကိုယ်တည်းရှိပါတယ်ဒါပေမဲ့တာမန်ဖားတွေကစောင်းတွင်ကြရင်အေးတံကနေလွတ်အောင်လို့ရေကန်အောက်ခြေနာကချွန့်တွေထဲမှာပုံအောင်တက်ကြပေမဲ့ဒီ wood frog တွေကတော့သူတို့ကတော့ပူပြီးတော့ထူဆန်ပါတယ်ဘာလို့လဲဆိုတော့ထူးထူးခြားခြားသူတို့ကရေခဲမှတ်ကမိုင်းနဲ့အထိထိုးကြသွားတဲ့အထိအေးဆက်နေတောင်မှသူတို့ကတရ6တွေကြားမှာပဲမဆောင်းခိုကြတာဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်ဆက်ပြီးတော့သူတို့နှလုံးခုန်ရက်သွားပြီးတော့ရေခဲခဲသွားရတဲ့အကြောင်းရင်းကိုကျွန်တော်ကရှင်းပြပေးခြင်းပါတယ်ခင်ဗျာအေးစိမ့်နဲ့စောင်းတွင်းမှာအပူချိန်ကရေခဲမှတ်အောက်ကိုမမိုင်းနဲ့ပြပြီးထိုးဆင်းသွားတဲ့အခါမှာဒီဖားလေးတွေရဲ့အရေပြားကရေခဲအပွက်တွေနဲ့စတင်ပြီးတော့ထိတွေ့လာပါတယ်အဲ့ဒီချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာကရေဓာတ်60ရာခိုင်နှုန်းကျော်ကရေခဲတုံးအဖြစ်ကိုလုံးဝခဲသွားပါတယ်အံ့ဩဖို့ကောင်းတာကအဲ့ဒီချိန်မှာဒီဖားရဲ့နှလုံးခုန်တာကလုံးဝကိုငြိမ်သက်ရက်ဆိုင်သွားပြီးတော့ခန္ဓာကိုယ်ထဲမှာလည်းသွေးလည်ပတ်မှုကလုံးဝမရှိတော့ပါဘူးအသက်လည်းမရှူတော့တဲ့အပြင်ကြည့်လိုက်ရင်ကြောက်ခဲတုံးဒါမှမဟုတ်ရေခဲတုံးတုံးနဲ့ဟိုတူပါတယ်ခန္ဓာကိုယ်ကမာကြောပြီးတော့လုံးဝရေခဲခဲနေတယ်လို့မျိုးဖြစ်သွားတာပါဖြစ်ပါတယ်တကူလုံးကစေးပညာအရာကတော့ဒီအခြေအနေကိုလုံးဝသိဆုံးနေတဲ့အခြေအနေဖြစ်သွားတယ်လို့ကျွန်တော်တို့နားလည်သဘောပေါက်ထားကြပါတယ်နောက်တစ်ချက်အနေနဲ့ကတော့သူတို့ဒီသိဆုံးခြင်းကနေပူပြင်းတဲ့နှွေရာသီရောက်ရင်တဖန်ပြန်ပြီးအသက်ရှင်လာတဲ့လှုပ်ဝက်ချက်ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာသူတို့မှာတော့ထူးခြားတဲ့တဘာဝအန္တရာယ်ကိုကာကွယ်တဲ့နည်းစနစ်ပါဝင်နေတာပါဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင် anti freeze system လို့ခေါ်ပါတယ်ဒီဖားလေးတွေရဲ့ခန္ဓာကိုယ်ကအရေပြားကကြတော့ဒီရေခဲနိုင်တဲ့အေးမှတ်ကိုကြာရောက်သွားတဲ့အချိန်မှာသူတို့ရဲ့အသေးကနေပြီးတော့ glucose ဆိုတဲ့တခြားဓာတ်တွေအများကြီးကိုခန္ဓာကိုယ်နှံ့မှာရှိတဲ့ cell တွေစီကိုထုတ်လွှတ်လိုက်ပါတယ်ဒီ glucose တခြားဓာတ်တွေက cell တွေရဲ့အသွေးမိုင်းကိုရေမခဲအောင်လို့တားဆီးပေးထားတဲ့အတွက်ခန္ဓာကိုယ်ကအပြင်ပိုင်းကခဲသွားပေမဲ့သူတို့ခန္ဓာကိုယ်ရဲ့ cell တွေကပျက်စီးသွားတာမျိုးမရှိဘဲနဲ့ကာကွယ်ပေးထားတာဖြစ်ပါတယ်။ဒါကြောင့် cell တွေအေးခဲမသွားဘဲနဲ့စွမ်းအင်ထိန်းသိမ်းထားနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ။လာပေါင်းများစွာအေးခဲနေတဲ့နောက်မှာတော့ຫນွေဦးဆိုတဲ့ပူပြင်းတဲ့ရာသီဥတုကိုရောက်တဲ့အခါဒီရေခဲတွေကတော့အရေပျော်လာတယ်။ဆိုတော့အဲ့မှာပဲအရန်အောင်ဖို့ခေါင်းတဲ့ဖြစ်စဉ်တစ်ခုစတင်ဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ဟာဒီ glucose တခြားဓာတ်တွေကြောင့်ဒီဖားလေးကအပြင်ကနေပြီးအတွင်းထဲတွေကိုတဖြည်းဖြည်းပြန်ပြီးတော့နှွေးလာတယ်အရေပျော်ပြီးတော့နောက်တစ်ရက်နှစ်ရက်အတွင်းမှာပဲသူတို့ရဲ့ငြိမ်သက်ရက်စဲနေတဲ့နှလုံးကအလိုလျောက်ပြန်လဲခုန်လာတယ်ခန္ဓာကိုယ်ရဲ့ကသွေးကြောတွေထဲမှာသူတို့ရဲ့သွေးတွေကအသက်ရှင်သန်နေတဲ့ပုံစံတိုင်းပြန်လဲပြီးလဲပတ်စီစဉ်လာတယ်အသက်ကလည်းပုံမှန်ပြန်ရှူလာပြီးတော့ဒီဆောင်းတွင်းတွင်းလုံးမှာအေးခဲနေတဲ့ဖားလေးတစ်ကောင်ကဒီချိန်မှာကြာရင်တော့ तू ကဒီစောင်းတွင်းလုံးကိုဘာမှမဖြစ်ခဲ့သလိုပုံမှန်တခြားတိရစ္ဆာန်တွေလိုမျိုးခုံပေါက်ပြီးအမဲလိုက်ဖို့အသင့်အနေထားပြန်ဖြစ်သွားပါတယ်ဆိုတော့ဒါအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ကဲဆိုတော့ဒါကတော့ကျွန်တော်တို့ကဘာပေါ်ကရေခဲတုံးဖြစ်သွားပြီးမှအသက်နောက်တစ်ဖန်ပြန်ရှင်နိုင်တဲ့ဖားမျိုးစိတ်လေးတစ်ခုကြောင်းကျွန်တော်ဒီနေ့မှရှင်းပြပေးရဖြစ်ပါတယ်။ကဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်ကတော့ Ivan ဖြစ်ပါတယ်။ကျွန်တော်တို့ကိုခုလိုချိန်ပေးချလို့ပြီးတော့ကျွန်တော်တို့ဘက်ကနေကျေးဇူးများကြီးတင်ပါတယ်ဗျာ။